အားလုံးပဲမင်္ဂလာပါအခုခုပြထားတဲ့လိုမျိုးရင်ပုံးတွေလက်တွေမှာခြေသီးကျိုးလေးတွေနဲ့အလှဆင်တာကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာအခုဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးပါမယ်ပထမဆုံးခြေသီးကျိုးတစ်ခုကိုအရင်ဆုံးလုပ်ထားရမယ်ပြီးလို့ရှိရင်အကွာဝေးကကြတော့အခုစင်တီနဲ့ဆိုလို့ရှိရင်6 cm ရှိမယ်လက်မနဲ့ဆိုလို့ရှိရင်2လက်မနဲ့မှာ3စိတ်အကွာဝေးလေးတွေကိုလိုတလောက်ဖြတ်ပေးထားရမယ်เนาะအခုဒီမှာကျတော့အခုကနမူနာပြမှာဆိုတော့နည်းနည်းပဲလုပ်ပေးထားတယ်ပြီးလို့ရှိရင်စက်ကူစာရွက်တစ်ရွက်ပေါ်မှာအကိုတွေ၄စိတ်ချပြီးတော့မှမြင်းတစ်ချောင်းဆွဲထားပေးမယ်ပေါ့နော်ပြီးရင်နောက်ထပ်၄စိတ်အမှတ်မှတ်ပြီးတော့မှဆွဲထားပေးမယ်ဒါဆိုရင်စုစုပေါင်းအကျေကတစ်လက်မှဖြစ်မှာပေါ့နော်ပြီးလို့ရှိရင်ဒီကြိုးတက်မဲ့တောက်လျှောက်ကိုလည်းအကွာဝေးလေးတွေအကိုတွေ၄စိတ်ဆိုပြီးတော့မှမှတ်ထားခဲ့မယ်ပေါ့နော်ဒီလိုအမှတ်လေးတွေမှတ်ပြီးတော့တက်တာကြတော့ဂျယ်ဒီကျိုးလေးတွေကပို့ပြီးတော့မှညီပြီးတော့မှတက်ရဲလည်းဖြစ်တယ်ပေါ့နော်အချိန်တော့နည်းနည်းပေးရတာပေါ့နော်တကယ်လို့ကိုကလက်နိုင်နေဆိုလို့ရှိရင်လည်းမှန်ပြီးတော့မှတက်လို့တော့ရပါတယ်ဒါကတော့ကိုအဆင်ပြေတယ်လို့မျိုးအသုံးပြုလို့ရပါတယ်နော်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ကိုကစပြီးတော့မှချုပ်တော့မှဖြစ်တဲ့ကြောင့်မို့လို့ဒီစက်ကူကိုအရင်ဆုံးကိုဒီချီနဲ့ပေါ့နော်တကြောင်ပေါက်ထားမယ်ပေါ့နော်ဒီအကိုလိုမှတ်ထားတဲ့အမှတ်လေးနေရာထိရောက်အောင်ကိုအရင်ဆုံးစက်နဲ့အကိုနင်းထားမယ်နော်ဆက်စာခြင်းနေရာမှာအကိုတွေကျယ်တီကျွတ်တစ်ခုကိုအရင်ဆုံးစပြီးတော့မှနင်းပေးမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်၄စိတ်အမှတ်နေရာလေးကိုမရောက်ခင်မှာအကိုတွေတစ်စိတ်လောက်အကွာမှာပေါ့နော်ဒီကျယ်တီကျိုးလေးကိုထပ်ပြီးတော့တက်မယ်ပြောချင်တာကဒီကျယ်တီကျိုးလေးကအလဲအမှတ်ကြီးပေါ်မှာတက်မှာမဟုတ်ဘူးเนาะဒီအလဲ၄စိတ်ချထားတဲ့ဒီမှင်ပေးထားတဲ့နေရာလေးရဲ့အပေါ်ဘက်ကလေးမှာအကုန်တက်ပေးရမှာเนาะနှစ်ကျိုးသူကပြန်ပြီးတော့တက်ရလိမ့်မယ်တက်တဲ့ခါကျတော့ဒီမှာဒီနောက်ကကျိုးကိုအခုဒီနောက်ဆုံးနင်းထားတဲ့ကျိုးကိုအပေါ်မှာပြီးတော့မှပထမနင်းထားတဲ့ကျိုးကိုဒီအောက်ကနေဝိုက်ပြီးတော့မှယူပြီးတော့မှဒီနောက်ထပ်၄စိတ်နေရာမရောက်ခင်လေးမှာပြန်ပြီးတော့မှတစ်ချောင်းထပ်ပြီးတော့မှနင်းပေးရမယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်နောက်ထပ်အကိုတို့ကျယ်တီကျိုးတချို့ကိုယူပြီးတော့မှအဲ့နေရာလေးမှာတက်ပြီးတော့မှနောက်ထပ်တစ်ခုထပ်ပြီးတော့မှနင်းပေးရမယ်နော်ပြီးလို့ရှိရင်ခုနအတိုင်းပဲကိုတို့ဒီရှေ့ရကျိုးပေါ့နော်အောက်ကနေပက်ယူလာပြီးတော့မှနောက်ထပ်၄စိတ်မှတ်ထားတဲ့အမှတ်နေရာလေးကိုကပ်ပြီးတော့မှခြေချောင်းနင်းပေးမယ်နော်ပြီးလို့ရှိရင်သူနားလေးမှာလည်းကပ်ပြီးတော့မှကိုတို့နောက်ထပ်ဂျယ်တီကျိုးတစ်ခုကိုလည်းထပ်ပြီးတော့မှနင်းပေးရမယ်နော်ကိုတို့ကနှစ်ကျိုးပြိုင်ပြီးနင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားလေးတော့ဂရုတစ်စိုက်နဲ့လုပ်ပေးရမယ်ပေါ့နော်နှစ်ကျိုးဖြစ်သွားဆိုခုနတိုင်းပဲဒီအရှိရကျိုးကိုကိုတို့အောက်ကနေပက်ပြီးတော့မှယူပြီးတော့မှဂွင်းလေးပုံစံလေးလုပ်ပြီးတော့မှနင်းပေးရမယ်နော်အဲ့မှာလေဟိုမှာတကြိုးလေးဖြစ်သွားတဲ့အတွက်နောက်ထပ်တကြိုးကိုတို့ထပ်ပြီးတော့ယူပြီးတော့မှကတ်နင်းမယ်နော်ပြီးရင်ရှေ့ရလိုပဲကိုတို့ဒီဟိုးရှေ့ရနင်းထားတဲ့ကျိုးအောက်ကနေပက်ယူပြီးတော့မှဂွင်းလေးတွေလုပ်မယ်နော်ဒီလိုပုံစံတိုင်းပဲကိုတို့တွေကိုလိုသလောက်ပေါ့နော်အရှိပေါ့နော်ယူပြီးတော့မှအကိုတွေလောက်ခဲ့မယ်စက်ကူလေးပေါ်မှာလုပ်ပြီးပြီဆိုလို့ရှိရင်ဒီစက်ကူကနေခွာပြီးတော့မှပိတ်စပေါ်မှာကိုလိုတလို့နင်းလိုက်ရုံပဲเนาะအခုဒီမှာဆိုလို့ရှိရင်ကိုကျန်တဲ့ဟာတွေကိုတော့မပြောတော့ဘူးဒီပုံစံတိုင်းပဲဆက်ပြီးတော့မှလုပ်ပေးသွားမယ်เนาะအခုတို့ခုဒီမှာဆိုလို့ရှိရင်ဂျယ်တီချိုးတွေအားလုံးနင်းပြီးသွားပြီဆိုလို့ရှိရင်ခုနကနင်းထားတဲ့ဒီစက်ကူတွေကိုအကိုတို့ခွာလိုက်လို့ရပြီပေါ့နော်ခွာပြီးတော့မှနင်းလဲရတယ်တကယ်လို့ကိုမခွာခြင်းဘူးဆိုလို့ရှိရင်လည်းဒီစက်ကူတိုင်းနင်းပြီးတော့မှခွာမယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒါတော့ကိုအဆင်ပြေလို့လုပ်လို့ရတယ်ကွတ်စာပြန်ပြီးမကွတ်ခင်အချိန်တော့ဒီစက်ကူတွေအကုန်လုံးကိုပြန်ပြီးတော့မှခွာပေးရမယ်နော်အခုအကိုကတော့ခွာလိုက်တော့မယ်ခွာပြီးတော့မှပဲနင်းလိုက်မယ်နော်
ပြီးရင်ကိုလိုခုဒီမှာဆိုလို့ရှိရင်ကိုတက်မဲ့ပေါ့နော်ဒါတော့အကိုတော့နမူနာပြတာဆိုတော့ဒီရင်ဘုံတော့၎င်းလက်တွေမှာတော့၎င်းပေါ့နော်ဒီကျိုးလေးတွေကိုပြန်တင်ပြီးတော့မှကိုခြံထားတဲ့ချုပ်စာလေးစိတ်ပေါ့နော်လေးစိတ်အတိုင်းပဲတောက်ရှာကိုနင်းသွားရပါမယ်ကိုဒီမှာကိုကွတ်စာနဲ့ပြန်ကုတ်ပြီးတော့မှအခုလိုဒီဘက်မှာဒီအတွင်းထဲမှာပေါ့နော်ဒီကွတ်စာတွေပုံမှန်လုပ်တယ်လို့ပဲတချောင်းပြန်ပြီးတော့မှနင်းပေးလိုက်မယ်ပေါ့နော်နင်းပေးပြီးလို့ရှိရင်မီးဘူးလေးနဲ့ဖိလိုက်မယ်ဆိုလို့ရှိရင်ဒါတက်တက်ရရနဲ့ဒါစီစီနဲ့ဂျက်တီကွန်းလေးတွေကပြီးသွားပြီဖြစ်ပါတယ်အစားဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ